ဒီငါးကိုကျွန်တော်တို့တောက်ဆန်းလေးချက်ပြတော့ပါမယ်နော်ဒီငါးကကျွန်တော်တို့ဘက်မှာဆိုရင် Q လို့လေးခေါ်ပါတယ်ကြောင်းငါးလို့လေးခေါ်ပါတယ်